ကျမငယ်ငယ်ရပါတော့ကျမတို့ကျောင်းစတိတ်ကျောင်းသားဘဝတော့ကျမကိုအရင်ခင်နေဆိုတော့တကယ်ချင်းတယောက်ရှိရပေါ့နော်ကျမကတော့သူ့ကိုဒီလိုမျိုးအခင်းကြီးတဲ့တော့မပါဘူးပေါ့နော်အဲ့ဒီကောင်ကလေးကကျမကိုသူချစ်ရတဲ့ကောင်မလေးလည်းရှိရဲဒါပေမဲ့ကျမတို့ကြတော့တကယ်ချင်းတယောက်နေနဲ့သူအရင်ခင်ရတယ်ဆိုတော့ပြောပြဘူးလေပေါ့နော်တနေ့တော့သူတို့တွေကပေါ့နော်တခြားပေါ်လာဆောင်ကနေလာပြီးတော့ကျမတို့ကျောင်းကိုလာတက်တာဖြစ်တဲ့အတွက်သူကအုပ်စုလိုက်ကလေးပေါ့နော်အဲ့ထမင်းစားကျောင်းဆင်းတဲ့အချိန်ကျရင်ဖះရင်ပြင်လေးမှာသူတို့အဖွဲလိုက်သူတို့ကျောင်းကအဖွဲလိုက်နေကင်းစားချတာပေါ့နော်ဒီလိုမျိုးအဲ့လိုဆိုရင်ကျမတို့ကအဲ့ဖះဘေးနာကနေပြီးတော့ဖြတ်သွားပြန်သွားတဲ့အခါကျသူတို့နှုတ်ဆက်နေကြပါတော့ထမင်းပြန်စားပြီလားအဲ့လိုမျိုးနှုတ်ဆက်နေကြတငယ်ချင်းတွေပေါ့နော်သူအဓိကပြောချင်တာအဲ့ကောင်လေးကဘယ်လိုလဲဆိုတော့ကျမတို့အိမ်လာနေပြီးတော့ဆက်သွားလို့ရှိရင်ရွာဘက်တွေရောက်တဲ့အခါကျရွာဘက်တွေကနေပြီးတော့ကြာခွက်တွေရောင်းနေပေါ့နော်ကြာခွက်ဆိုတော့ကြာပင်ကနေရတဲ့ကြာခွက်ပေါ့နော်အဲ့ဒါတွေကိုနေမှာကြတော့မဟုတ်ဖြစ်စားကြတာကိုသူကအဲ့ကောင်လေးကသူ့ကိုပေါ့နော်အဲ့ကြာခွက်လေးဝယ်ကြည့်ပါလားဝယ်လာပေးပါလားသူအဲ့လိုပြောသူတို့ကကျောင်းကသူတို့ဘော်ဒါဆောင်ကနေတစ်စင်ကျောင်းကိုလာတာကျမတို့ကြတော့အပြင်ရက်ကွက်ကနေပြီးတော့ကျောင်းသွားတက်ကြတဲ့ကလေးတွေဆိုတော့သူအဲ့ပြန်စားပေါ့နော်ကြာခွက်လေးထားခြင်းနဲ့လို့သူက request လုပ်ပို့တယ်ဒါပေမဲ့ကျမ तू ကဒါအခင်ဆုံးလို့ပြောရမယ်ကျမရဲ့အခင်ဆုံးနဲ့မှာ तू ကမပါဘူးပေါ့နော်မပါတော့ကျမသူ့ရဲ့ request တွေကိုတိတ်ပြီးတော့စိတ်ထဲလည်းမထားဘူးအေးဝယ်လာပေးမယ်အဲ့လောက်ပဲပြောတာပေါ့နော်ပြီးရခါကျတော့ကျမတို့မှာ10တန်းဆောင်ဝယ်မဖြေခင်မှာတလပေါ့နော်ကိုအိမ်မှာကိုစာလောက်ကြဆိုပြီးတော့အချိန်ပေးလိုက်တဲ့အချိန်ရှိတယ်အချိန်ညာပဲသူမှကြောင်းတက်ဆရာမလို့တော့ဘဲနဲ့နားလည်မှုနဲ့ robot အပြည့်ပြီးတဲ့အချိန်ပေါ့နော်အဲ့ကာလမှာအဲ့လိုပဲတကယ်ချင်းနဲ့သူတို့ကလည်းသူတို့ဘော်ဒါဆောင်မှာနေတယ်ကျမတို့ကလည်းကျမတို့အိမ်ဒီမှာစာလောက်တဲ့အချိန်ပေါ့နော်တနေ့တော့အဲ့မှာအဲ့ဘော်ဒါဆောင်မှာအကြောင်းမအချင်းကြီးရိုက်လို့ဆိုပြီးတော့သတင်းထွက်လာပေါ့နော်မတည်သွားတဲ့အကြောင်းမရှိရဲဆိုတဲ့အချိန်ကြတော့ကျမဟဲဘယ်သူတည်သွားတာလဲဆိုတဲ့အချိန်မှာအဲ့ကျမကိုအရင်ခင်ပါတယ်ဆိုတဲ့အကြောင်းသားတယောက်ဖြစ်နေတယ်ပေါ့အဲ့အချိန်မှာကိုကဝမ်းနေဆုံးကပါလဲဆိုရင်အော်ဒီဘာမဟုတ်တဲ့ကြာခွက်လေးသူတောင်းစားခဲ့တဲ့ဟာလွယ်လွယ်ကူကူဝယ်လို့ရတယ်ငါဘာလို့ဝယ်မကြွေးမိခဲ့တာလဲဆိုပြီးတော့အခုချိန်ထိပေါ့နော်10တန်းမဟုတ်တော့အချိန်10နှစ်ကျော်လောက်အထိမှာကျမပြန်တွေးတိုင်းတငယ်ချင်းကြာခွက်ကိုမြင်နိုင်တဲ့တငယ်ချင်းကိုတတိရတယ်ပြီးရခါကျရင်အမြဲတမ်းလဲနောင်နာရပေါ့နော်ဘာဖြစ်လို့သူတောင်းဆိုတဲ့ဟာလေးငါမကြွေးခဲ့မိပါလဲပေါ့ပြီးရခါနာမည်ကလည်းနောက်ဆုံးစလုံးတွေတူတော့ဆောင်းဝက်ဖြေတဲ့အခါမှာလည်းသူခုံနာမည်လေးရအရှိမှာပေါ့နော်ကျမကတော့သူနောက်ကအစင်လိုက်ကလေးပေါ့နော်ထူးထူးဆန်းဆန်းအဲ့တော့သူဆောင်းဝက်ဖြေမဲ့စပွဲပုံလေးကလစ်နေရပါတော့အမှနင်းစီပန်လေးတွေချပေးထားတယ်အဲ့ဆိုရင်ထဲမှာလုံးဝမကောင်းဘူးပေါ့နော်ဒီတငယ်ချင်းကကိုယ့်အရင်ချစ်ပါတယ်အရင်ခင်ပါတယ်ဆိုတငယ်ချင်းကိုဥပြုခံလည်းပြုခဲ့တယ်သူတောင်းဆိုမှုကလည်းအကြီးမဟုတ်သေးလေးကိုလည်းကျမမေ့လျော့ခဲ့တယ်ပေါ့မပေးခဲ့မိဘူးပေါ့နော်ဒီသင်ခန်းစာလေးကကျမတငယ်ချင်းတွေတောင်းဆိုမှုတွေဥမာပေါ့နော်ငွေကြီးခက်ခဲဖြစ်နေငါ့ကိုကူညီပါဆိုတဲ့ဟာမျိုးတော့ကျမမှလည်းခက်ခဲရှိနေတဲ့အချိန်မှာကူညီနိုင်ပြီမဲ့အဲ့လိုမျိုးငါ့ကိုကြာခွက်လေးဝယ်ကြွေးပါဟဲ့စားချင်တယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်ဥပမာဒါလေးတော့လိုချင်တယ်ဆိုပြီးတော့တငယ်ချင်းတွေတောင်းဆိုမှုတွေတိမွားပါပဲလူတွေကအများကြီးတချို့ခင်မင်မှုတွေကအရင်ချစ်ဖို့ကောင်းတယ်အများကြီးတောင်းဆိုတာမျိုးမရှိဘူးတိလေးပဲတောင်းဆိုတာအဲ့တောင်းဆိုတဲ့တိလေးကိုပဲကိုစိတ်ထဲမှာမရှိတော့မပေးဘူးမပေးတာလည်းမဟုတ်ရကြကိုမရှိရအဲ့လိုမျိုးပြစ်ခါပြလိုက်တဲ့ဟာမျိုးတွေခိုက်တတ်မှာတစ်ဖက်လူကတော့ဘလို့လဲတော့မသိဘူးမဲ့ကျမတို့အချိန်တန်တော့ပြန်ပြီးတော့လက်ကြည့်တဲ့အချိန်မှာပေါ့နော်ဒီဥစ္စာကကျမတို့နောင်တဖြစ်တယ်ကိုယ့်ဘက်ကလည်းဝန်မရှိဘဲနဲ့ချစ်ချင်းမြတ်တာတေးသေးကလေးကိုမပြခဲ့မိလိုက်တယ်ကျမရဲ့အချိန်လွန်နောင်တပေါ့နော်တငယ်ချင်းကိုလည်းအခုချိန်ထိကျမရဲ့ရင်ထဲမှာအမှတ်ရဆုံးတငယ်ချင်းအဖြစ်မှတ်တမ်းအခုချိန်ထိရှိရယ်ဒီကြာခွက်ကလေးအမြင်လဲကျမတငယ်ချင်းကိုအမြဲတမ်းသတိရပါပေါ့နော်ဒီလိုမျိုးနောင်တအချိန်လွန်နောင်တတွေကိုမရဖို့အတွက်ကတေးလေး request တငယ်ချင်းတွေရဲ့တေးလေး request လေးတွေကိုကိုတက်နိုင်ရင်တက်နိုင်သလောက်ကူညီပေးပါချစ်ချင်းမြတ်တာဆိုတဲ့ဟာကအချိန်လုံးမနောင်နာရတယ်ဆိုတဲ့ဟာမဖြစ်တဲ့မူဒီလိုပဲထူနီးတူပဲကိုဗစ်မှာလည်းတချို့တွေမိသားစုဝင်တွေဆုံးရှုံးသွားတယ်မထင်မှတ်ထားဘူးဒီလူသိမယ်လို့မထင်ထားပေမဲ့ရုပ်တရက်သိဆုံးသွားတယ်ဆိုဟဲငါမလုပ်ပေးမိလိုက်ပါလားသူဒါတွေတောင်းဆိုခဲ့မိပါလားအဲ့လိုနောင်နာတွေကိုမရအောင်လို့အရှိဆက်တတ်တာမှာပေါ့နော်ကိုဆက်ပြီးရှောင်းလိုက်ရမယ်အနေထားမှာကိုချစ်ရတဲ့ပတ်ဝန်းကျင်ကကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေ
မိသားစုဝင်တွေကိုချစ်ရင်ချစ်တဲ့အကြောင်းပေါ့နော်ပြီးရခါကျတော့သူတို့ရဲ့တောင်းဆိုမှုတေးသေးလေးတွေကိုတက်နိုင်ရင်ဖြည့်ဆည်းပေးဖို့ဒီအချိန်လွန်နောင်တတွေမရဖို့အတွက်ကိုအမြဲတမ်းရှိပေးပါလို့ပြောချင်ပါတယ်